ဟုတ်ပြီအဲ့တော့ဒုကိုက်ပြီးသွားတော့အခုချောကိုက်သွားရအောင်เนาะချောကိုက်ကတော့သူလဲ30မိနစ်ချောကိုက်က30မိနစ်ဆိုတော့ဂျပန်လိုဆိုလို့ရှိရင်တော့ချောကိုက်ဆိုတော့အင်္ဂလိပ်လိုပြောကြတာ listening ပေါ့เนาะ listening ကို30မိနစ်အဲ့တော့30မိနစ်လို့ပြောတယ်ဆိုပေမဲ့လည်းအခွေစဖွင့်တဲ့အချိန်ကနေ CD ပေါ့เนาะသူတို့ listening အတန်လေးစဖွင့်တဲ့အချိန်ကနေစတယ်CD ပြီးသွားတာနဲ့တခါတည်းဆက်စတို့ကခဲတံတခါတည်းချပေးရတာပေါ့เนาะဟို CD ပြီးသွားပြီဆိုတာနဲ့ခဲတံကိုင်ခွင့်မရှိတော့ဘူးပေါ့เนาะအဲ့လိုမျိုးရှိတယ်အဲ့တော့ CD ရှိတဲ့ minute အထိဖြည့်ရတာပေါ့เนาะအဲ့တော့30မိနစ်လောက်ပဲပေါ့เนาะဆိုတော့အရင်ဆုံး support ဝဲမှာဆိုလို့ရှိရင်တော့မဖြည့်ခင်တော့အတန်ကြားရလားကိုတေချာရောကြားရရဲ့လားဆိုပြီးတော့အတန်စစ်ပေးတယ်ဆိုတော့အတန်အစင်မပြေလို့ရှိရင်လည်းစာမွေးပွဲခန်းထဲမှာဆက်စလို့ပြောလို့ရတာပေါ့เนาะအဲ့တော့အတန်အကုန်လုံးအဆင်ပြေပြီဆိုတော့မှ तू ကစဖွင့်တာဆိုတော့ဂျားထဲမှာလုံးဝမရက်ဘူးဟုတ်ပြီနော်30မိနစ်ကိုတောက်လျှောက်ဖွင့်တာအဲ့တော့ CD ဖွင့်နေတော့မှတခါတည်းဖြေရတာအဲ့ဒါကြောင့်စစကစစအုပ်ဆုံး listening and 5မှာ listening လုပ်ခရဲကနှစ်ခေါက်လောက်ကိုမဖွင့်ပြတာပေါ့နော်မဖွင့်ပြတာအဲ့တော့တမင်မဖွင့်ပြတာဘာလို့လဲဆိုတော့စာမွေးအတွက်အလေးချင်းရအောင်လို့ပေါ့နော်ဆိုတော့တခါတည်းနားထောင်တဲ့အကျင့်ဖြေအောင်ပေါ့နော်အဲ့တော့တခါတည်းစစဖွင့်ပြခိုင်းတာပြီးတော့ဒါပေမဲ့အသေးစိတ်ပြန်ပြီးတော့နားထောင်ခြင်းတဲ့သူအတွက်ကကြတော့နှစ်ခေါက်သုံးခေါက်နားထောင်ပြီးတော့မှ grammar ကိုနားလည်အောင်လုပ်တာမျိုးပေါ့နော်ဆိုတော့အဲ့ဒါတက်တက်ပေါ့နော်ဒါပေမဲ့စာမပွဲအတွက်လေ့ကျင့်ခြင်းလဲဆိုလို့ရှိရင်เนาะဆိုတို့တစ်ခါတည်းဖွင့်ပြီးတော့နားထောင်မယ်ကိုကြားသလောက်နားထောင်ပြီးတော့အရင်ဖြည့်ကြည့်မယ်ပေါ့နော်ပြီးတော့မှအသေးစိတ်ပြန်လုပ်ပေါ့နော်အဲ့ဒါတက်တက်ပေါ့နော်ဆိုတော့ listening ဖွင့်ပြီဆိုတော့ ਨੇ တောက်လျှောက်ဖြည့်သွားရတော့မှာเนาะ listening ပြီးပြီဆိုတော့ ਨੇ ခဲတန်ချရမှာเนาะနောက်မှပြန်ဖြည့်မယ်ရွာမရအောင်เนาะအကုန်လုံးတစ်ခါတည်းဖြည့်သွားရမှာဟုတ်ပြီအဲ့တော့စကြည့်အောင်ချောကရဲ့ Monday Ichi Monday Ichi ကဘလို့ဖြည့်ရတယ်ပေါ့အရင်ဆုံးသူက level တစ်ခုနဲ့တစ်ခုကတော့ F5 M4 ကတော့အရင်မကွာခြားဘူးနောက်ပိုင်း level တွေမြင့်လာလို့ရှိရင်တော့ listening ရဲ့မေကွန်းပုံစံလေးတွေကနည်းနည်းလေးတွေပြောင်းလဲသွားတာရှိမယ်เนาะ level မြင့်လာတဲ့မှန်သမျှမေကွန်းပုံစံလေးတွေနည်းနည်းတော့ပြောင်းလဲမှုရှိရเนาะအဲ့တော့ Monday Ichi မှာ listening M5 ရဲ့ listening မှာ Monday Ichi ဖြည့်တဲ့ခါကျရင် Monday Ichi ကကြတော့ပုံလေးပုံစာလေးချောင်းလို့ဆိုတို့ခေါ်ကြတယ်ပေါ့နော်ပြောချင်တာပုံလေးပုံတွေကနေတပုံကိုရွေးရတယ်စာလေးချောင်းတွေကနေတစ်ချောင်းကိုရွေးရတယ်အဲ့တော့ပြီးတော့နောက်တစ်ခုဒီ Monday Ichi ကိုဖြည့်မယ်ဆိုရင်စာဖတ်ချိန်မရှိဘူးစာဖတ်ချိန်မပေးထားဘူး listening နားထောင်နေတခါတည်းပုံဆိုလဲပုံကိုကြည့်စာဆိုလဲစာကိုကြည့်အဲ့လိုမျိုးနားထောင်ပြီးတော့တခါတည်းတန်းဖြည့်ရတာပေါ့နော်ဆိုတော့ဒီမှာစမိုးဘက်မှာဆိုရင်တော့ဒီဟာကိုမဖတ်နဲ့เนาะဒီဟာကိုမဖတ်နဲ့စစရအခုကလေ့ကျင့်တာဆိုတော့ဖတ်ပြမယ်問題1では初めに質問が来てください。ဆိုတော့ဒါလေးကိုတို့ listening ဖွင့်ပြီဆိုတာနဲ့ဒီဟာလေးကိုရွတ်လိုက်မယ်။ဟုတ်ပါနော်။ဒီဟာလေးကိုရွတ်သွားလိုက်မယ်။ဒီဟာလေးရွတ်သွားလိုက်မယ်။အဲ့တော့မရွတ်ခင်မှာဒါစတဲ့ရှင်းပြထားတာပေါ့နော်။အဲ့တော့問題1မှာတော့ပထမဦးဆုံးမေးခွန်းကိုဘယ်လိုဖြေရမယ်ဆိုတာပြောထားပြီးသားပထမဦးဆုံးဘာလုပ်မလဲမေးခွန်းနားထောင်ပေးပါပေါ့နော်ဆိုတဲ့ခါကပြီးတဲ့နောက်မေးခွန်းလာမယ်ပြီးလို့ရှိရင်ပြီးတဲ့နောက်話を聞いてစကားအပြန်အလှန်ပြောတာပေါ့နော်စကားယောက်ျားလေးနဲ့မိန်းကလေးစကားအပြန်အလှန်ပြောတယ်အဲ့ဒါပြီးနောက်စကားအပြန်အလှန်ပြောတာကိုနားထောင်တယ်ပြီးတော့問題ရောရှိမေကွန်းစာရွက်ဆက်စလို့စာမေးပွဲမှာဆိုမေကွန်းစာရွက်တက်တက်အဖြေစာရွက်တက်တက်เนาะအဲ့တော့မေကွန်းစာရွက်ရဲ့1ခါရ4နောနခခါရဆိုတော့မေကွန်းစာရွက်မှာရှိတဲ့နံပါတ်1ကနေပြီးတော့4အထိထဲရနေပြီးတော့一番いいものをအကောင်းဆုံးအဖြေကို一つ選んでくださいတခုရွေးချယ်ပေးပါလို့ပြောထားတယ်เนาะဆိုတော့ဒီဟာကစာမိုးပွဲမှာဆိုလို့ရှိရင်ဒီဟာကိုမဖတ်နဲ့ဟုတ်ပါနော်မဖတ်နဲ့ဆိုတာကဒီဟာကိုစာမိုးပွဲမှာပြောနေတဲ့အချိန်ဒီစာသားလေးကိုစာမိုးပွဲမှာအခွေဖွင့်တာနဲ့သူပြောလိမ့်မယ်問題1တဲဝအဲ့လိုမျိုးပြောနေလိမ့်မယ်ပြောနေပြီးသူဘာဆက်ပြောလဲဆိုတော့ re ဆိုပြီးတော့ပြောပြီးတော့သူထောက်လျှောက်ပြောသွားလိမ့်မယ်သူပြောသလိုပဲ re လို့ပြောပြီးတာနဲ့သူ80မွန်မေကုန်းလာလိမ့်မယ်ပြီးလို့ရှိရင်အပြန်အလှန်စကားပြောတာလာမယ်ပြီးရင်သူဒီထဲမှာဥပမာလေးကိုသူဖြေပြသွားမယ်ပေါ့တပုတ်နမူနာဖြေပြလိမ့်မယ်အစားအဆုံးတပုတ်နမူနာဖြေပြလိမ့်မယ်အဲ့တော့ဆက်စတော့စာမိုးပွဲမှာဆိုရင်ဘာလုပ်ရလဲဆိုတော့မွန်တိုင်းအချီမှာကစာဖတ်တဲ့အချိန်မပေးထားဘူးဟုတ်ပြီနော်စာဖတ်တဲ့အချိန်မပေးတာဖြစ်တဲ့အတွက်ဒီအပေါ်ကစာပိုက်လေးကို listening ကပြောနေတော့ re ကို listening ကဖြေပြနေတော့အဲ့ဒီအချိန်မှာဆက်စတော့ဘာသွားလောက်ရလဲဆိုတော့ဒီမွန်တိုင်းအချီရဲ့နံပါတ်တွေအားလုံးကိုအကြမ်းမြင့်လိုက်ဖက်ရတယ်
ဟုတ်ပြီနော် rare ကိုပြောနေတဲ့အချိန်မှာဒီ Monday ichi ရဲ့ number ဘယ်လောက်ရှိမလဲဒီမှာဆက်လေးပြမယ်နော် ichi ban ရှိမယ် ni ban ရှိမယ် zan ban ရှိမယ် yon ban ရှိမယ် go ban roku ban ခုban နနဘန်ခုနှစ်ပုတ်ရှိမယ်အဲ့ဒီခုနှစ်ပုတ်ကိုစစရအကျမ်းမြင့်လိုက်ကြည့်ရတာပေါ့နော်ပုံဆိုလဲဘာပုံလေးတွေလဲပုံဆိုလို့ရှိရင်ပုံလေးပုံဆိုလို့ရှိရင်ပုံတစ်ခုနဲ့တစ်ခုဘာတွေကွဲပြားနေလဲဆိုတာကြည့်မယ်ပေါ့နော်ပုံတစ်ခုနဲ့တစ်ခုဘာတွေကွဲပြားနေလဲကြည့်မယ်စာဆိုလို့ရှိရင်လဲစာလေးချောင်းကဘယ်လိုမျိုးလေးတွေလဲမြန်လေးတော့ကြည့်ရတယ်ဘာလို့လဲဆိုတော့စစတော့သူဥပမာပြောနေတဲ့အချိန်အပေါ်ကစာကိုပြောနေတဲ့အချိန်ဥပမာကိုဖြေပြနေတဲ့အချိန်မှာဒီသူ့ရဲ့ခုနှစ်ပုတ်ရှိတဲ့ဟာကိုတွတ်တွတ်လေးလိုက်ကြည့်ရတာပေါ့နော်။ဥမာစာဆိုလဲဘာတွေတကြောင်နဲ့တကြောင်ဘာတွေကွဲပြားနေဥမာဒီမှာဆိုဒန်းရှာတွေတူနေရလေနော်။ဒီမှာဆိုလို့ရှိရင် home မို့လဲတူနေတူနေတာတွေကိုတကြောင်ဖတ်လိုက်လို့ရှိရင်ဒါတိသွားပြီအကုန်လုံးတူတယ်။ဒီမှာဆိုဘာပဲကွဲလဲနံပါတ်1 2 3 4နံပါတ်4တွေပဲကွဲတယ်ပေါ့နော်။နံပါတ်4တွေပဲကွဲတယ်။ပြီးတော့ဒီမှာဆိုရင်ပုံကိုကြည့်လိုက်တာနဲ့အိတ်လေးတွေကအသေးအကြီးกว่าမယ်ပြီးရင်အဖြူအမဲလေးกว่าမယ်ပေါ့နော်အဲ့လိုမျိုးလေးအကြမ်းမြင့်ကြည့်လိုက်တယ်ဒါစတဲ့ကြည့်ပြရနော်ပြီးတော့ဒီမှာဒါဆို like ကာလေးပေါ့နော် like ကာဖြောင်းရှိမယ်ပြီးရင်အပေါ်မှာဆိုလို့ရှိရင်ဒါဖြောင်းပြီးဒီမှာပန်းပွင့်ဒီဇိုင်းပေါ့နော်အဲ့မှာဆိုအပေါ်ကနှစ်ခုကကြတော့ကြီးတယ်အောက်ကနှစ်ခုကကြတော့နည်းနည်း size သေးတယ်ဒီလိုမျိုးလေးပေါ့အကြမ်းမြင့်ကြည့်လိုက်တာပေါ့နော်အကြမ်းမြင့်ကြည့်တယ်ပြီးရင်နောက်ဒီမှာဆိုရင်ပုံကဒီမှာပိတ်တယ်ဆိုတဲ့ပုံတကားပိတ်တယ်ပေါ့နော်ဒါကဖွင့်နေပေါ့နော်အဲ့လိုပုံစံလေးပေါ့နော်အဲ့တော့သူတကားဟိုဘက်ဒီဘက်ဆွဲတဲ့ပုံလေးပြထားတယ်သူဘယ်လိုပြောမလဲမသိအခုဒီမှာကျတော့ဒါ aircon ဖွင့်နေပေါ့နော်ဘယ် aircon ပိတ်တယ်ပေါ့ပုံလေးတွေကိုအကြမ်းမြင့်လိုက်ကြည့်တာအရင်အသေးစိတ်တော့မဟုတ်အကြမ်းမြင့်လေးလိုက်ကြည့်တာပေါ့နော်အသေးစိတ်ကြည့်ဖို့ကအချိန်အဲ့လောက်ကြီးမရအောင်နော်ဆိုတော့ဒီမှာဆိုရင်စမ်းပန်းမှာဆိုရင်စာအုပ်ရွေးခိုင်းတယ်ပေါ့နော်ညောငေါအီချီစာအုပ်နီးစာအုပ်ရှိမယ်ညောငေါဘာကွာဝါလဲကွာဝါတာကိုဆိုတော့လိုက်ကြည့်မယ်ဒီမှာညောငေါအီချီပါတယ်ကွာဝါတာဒီမှာဆိုရင်ညောငေါဒီမှာဘာသာစကားစာအုပ်နံပါတ်2ပြီးဒီမှာဆိုလို့ရှိရင်ခန်းကြီးစာအုပ်ဖြစ်သွားမယ်နံပါတ်3ဆိုလို့ရှိရင်တော့လုံးဝကွာသွားတယ်ဒီမှာဘာစကားစာအုပ်နဲ့ဒီ workbook ဒီrun to note ပေါ့နော်လေ့ကျင့်တဲ့စာအုပ်ဖြစ်မယ်ပြီးဒီမှာကျတော့နီဟွန်ငေါဂျပန်စာအုပ်ပါတယ်ခန်းကြီးပါတယ်ပြီးလို့ရှိရင်လေ့ကျင့်တဲ့ notebook ပါတယ်ပေါ့နော်ဒါလေးတွေကပုံလေးတွေရဲ့ကွဲပြားခြားနားတာလေးတွေပေါ့နော်အဲ့တော့တခါကြလို့ရှိရင်လည်းလေဆက်စစ်တော့တနေရာမှာဖတ်တာနည်းနည်းလေးကြာသွားတယ်ဆိုလို့ရှိရင်သူ့ရဲ့ခုနှစ်ပုတ်လုံးကိုအကုန်လုံးလိုက်ဖတ်လို့မမီတာမျိုးရှိတတ်တယ်ဟုတ်ပြီနော်မမီတာမျိုးရှိတတ်တယ်အခုကတော့စတိကအတန်လည်းမဖွင့်နေဘူးဆိုတော့နော်ဒီတိုင်းရှင်းပြတာဆိုတော့အဲ့တော့ဒီမှာနိဗ္ဗာန်မှာဆိုလဲဘာတွေကွာလဲနံပါတ်လေးတွေကွာတယ်ဒါဆို guide ဆိုတော့အထက်ကိုပြောတာဖြစ်မှာပေါ့ဒီပုံမှာဆိုလဲဘာတွေကွာနေလဲဒီမှာသူစားနေတယ်ဒီမှာဓာတ်ပုံရိုက်တယ်ဒီမှာကျတော့ဒီအစာအုပ်ကိုပြောနေတဲ့ပုံစံမျိုးလိုက်ပြနေတဲ့ပုံစံမျိုးဒီမှာလက်ဆောင်ဝယ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဆိုတော့နံပါတ်1ကနေပြီးတော့9ထိကိုအကုန်လုံးကိုမှီခြင်းမှလည်းမှီမယ်ဘာဖြစ်လို့စသည်ကမှီခြင်းမှမှီမယ်လို့ပြောလဲဆိုတော့ဒီ rare ရဲ့ဖြေပြတဲ့စာအကုန်လုံးပြီးပြီးတော့စသည်တို့နားထဲမှာစာလဲဖတ်ရင်လည်းနားထောင်ထားရမယ်ဘာလို့နားထောင်ထားရမလဲဆိုတော့ ichiban ဆိုတဲ့အတန်လေးကိုနားထောင်ထားရမယ်ဟုတ်ပြီနော် ichiban ဆိုတဲ့အတန်လေးကိုနားထောင်ထားမှဒါဖြေရမယ်ကိုကဖတ်လို့မပြီးသေးဘူးခုနှစ်ပုတ်လုံးဖတ်လို့မပြီးသေးဘူးဒါပေမဲ့ तू က ichiban ကိုဖြေဖို့အတွက်ပြောနေပြီးစပြီးတော့မေးခွန်းပြောနေပြီဆိုလို့ရှိရင် ichiban ကိုပြန်သွားပြီးတော့ဆိုတော့နားထောင်ရတော့မှာအနောက်မှာခုနှစ်ပုတ်ဖတ်လို့ပြီးမပြီးကိုကဖတ်တာနံပါတ်5ပဲရှိသေးတယ်ပေါ့ကြိုဖတ်တာပေါ့နော်ကြိုဖတ်တာနံပါတ်5ပဲရှိသေးတယ်ဒါပေမဲ့ rare ပြီးသွားပြီ ichiban ဆိုတဲ့ပု္ပ္ပစာအတွက်ကို listening စပြီးတော့ပြောနေပြီဆိုတာနဲ့ ichiban ကိုမြန်လေးလာပြီးတော့ကျွန်တော်တို့ကကြည့်နေရမှာပေါ့နော်လွတ်သွားလို့မရအောင်အတန်းနည်းနည်းလွတ်သွားတယ်နောက်တစ်ခါလည်းပြန်မဖွင့်ပေးဘူးဟုတ်ပြီနော်တောက်ချောက်ဖွင့်သွားမှာဆိုတော့နော်အဲ့တော့ကိုကတပုတ်လွတ်တာဖြစ်သွားမှာပေါ့နော်အဲ့လိုမဖြစ်ရလေအောင်စစရပြောတာကြတော့နမတ်ဒီပု္ပ္ပစာကြတော့ listening ကိုတခါတည်းဖြေရတာဖြစ်တဲ့အတွက်ပုံလေးတွေကိုအကြမ်းမြင့်ကြည့်ဖို့ပဲပြောတာဟုတ်ပြီနော်မဖြစ်မြင်ကြည့်ရမယ်မဟုတ်နော်အကြမ်းမြင့်လေးနည်းနည်းလေးလိုက်ကြည့်ဖို့ပေါ့အဲ့တော့ဘယ်အချိန်မှာအကြမ်းမြင့်ကြည့်ရမလဲဆိုတော့ तू က listening အခွေစဖွင့်ပြီဆိုတာစတဲ့နောက်တစ်ခေါက်ပြန်ပြောတာနော် listening အခွေစဖွင့်ပြီဆိုတာ ਨੇ ဒီဟာလေးကို तू ရွတ်လိုက်မယ်ဒီဟာလေးကိုရွတ်ပြီးလို့ရှိရင်ဒီဥပမာလေးကို तू ကအစာအဆုံး तू ဖြေပြမယ်ပေါ့နော်ဘယ်လိုဖြေရမလဲဆိုဥပမာအစာအဆုံးဖြေပြလိုက်မယ်ဥပမာဖြေပြီးပြီဆိုတာ ਨੇ तू ကစပြီးတော့မှဟာဂျီမဲမရှော့စကြဆိုပြီးတော့မှichiban ဆိုပြီးတော့ तू စမယ်အဲ့ ichiban ဆိုတာ ਨੇ ဆက်စလို့အနောက်ကကြိုဖတ်နေတဲ့အားလုံးကိုထားခဲ့ပြီးတော့မှတခါလေး ichiban ကိုလာကြည့်ပြီးတော့အမှစပြီးတော့ဖြေရတော့မှာဟုတ်ပြီနော်အဲ့လိုလုပ်ရမှာပေါ့နော်
ဆိုတော့မေကွန်းလေ့ကျင့်ထားတဲ့သူကတော့ဒီဥပမာတွေပါတယ်နားထောင်ကြမလို့တော့ဘူးပေါ့နော်ဘယ်လိုလာမယ်ဆိုတော့သိမယ်အဲ့တော့အရင်ဆုံးတော့ဆိုတော့ဒီ CD လေးကိုအရင်ဖွင့်ပြမယ်နော်မွန်တိုက် ichi အတွက်ပဲဆိုတော့နော်မွန်တိုက် ichi လေးကိုဆိုတဲ့ CD ရင်ဖွင့်ပြပေးမယ်日本語能力試験完全模試ခဏလေးစသည့်အတန်ဖွင့်လိုက်တယ်ကြားလိုက်လားမကြားရင်ပြောနော်ကြားလိုက်အားကြားတယ်ဟုတ်ပြီအားစမယ်နော် N5 第1回聴解これからအဲ့ဒီအစမှာနော်ခိုးတဲ့ခါရဆိုလို့ရှင်ဒီ CD စမယ်ပေါ့နော် N5 の聴解試験を始めますဒါဆိုရင်ချောကိုက်စားတော့မယ်メモを取ってもいいですအဲ့တော့ဗာလဲ memo ဆိုတာဒီ note ပေါ့နော် note ရေးမယ်ဆိုရတယ်အဲ့ဒါဆိုလို့ရှိရင်ကိုကြားတဲ့စကားတွေကိုချရေးဖို့ဆိုလို့ရှိရင်ဘယ်မှာရေးမလဲဆိုတော့မေးခွန်းစာရွက်မှာအရင်မေးခွန်းစာရွက်မှာရေးလို့ရတယ်နော်အဖြေစာရွက်မှာဘာမှရေးလို့မရအောင်အဖြေစာရွက်မှာလုပ်လို့ရတာဘာလုပ်လို့ရလဲဆိုတော့ခုံနံပါတ်ရေးရမယ်နာမည်ရေးရမယ်မွေးတက်ကလေးရေးရမယ်ဒါတွေကလိုအပ်ချက်တွေပေါ့နော်သူဖြည့်ရမယ်ဟာဖြည့်ရမယ်ပြီးလို့ရှိရင်စသတို့ဖြည့်ထားတဲ့အဖြေလေးတွေကိုခဲချဲတာရှိရမယ်ဒါပဲရှိရမယ်အဲ့ဒါလွယ်လို့တခြားရှောက်ပြီးတော့မှဘာမှရေးလို့မရဘူးเนาะအဖြေစာရွက်မှာမေကွန်းစာရွက်မှာပဲကိုရေးချင်တာမှန်သမျှကိုခြာရေးမယ်ရေးလို့ရတယ်เนาะမေကွန်းစာရွက်မှာတော့問題用紙を開けてくださいအဲ့တော့ဗာလဲမေကွန်းစာရွက်ကိုဆိုတော့ဖွင့်ရမယ်ပေါ့နော်သူကအဲ့တော့မှမေကွန်းစာရွက်ဖွင့်စမှာကိုကဖွင့်ရတာမျိုးပေါ့နော်ဒါမှမဟုတ်လည်းခါကြရင်ခန်းထဲကဆရာမတွေမေကွန်းစာဖို့ပဲစဖြေလို့ရပါပြီဆိုလို့ချင်းမေကွန်းစာရွက်ကိုဖွင့်လိုက်တော့ပေါ့နော်ရတယ်အဲ့တော့ဒီမှာ तू ရွတ်သွားလိုက်မယ်ဒါလေးကိုနော်နားထောင်ထားကြည့်ဆိုတော့ तू စားဖွင့်ပြီဆိုတာနဲ့ဆိုတော့စာမိုးမဆိုဘာလုပ်ရလဲဆိုတော့အရင်ဆုံးမွန်တိုင်း ET ကစာဖတ်ချိန်မပေးတာဖြစ်တဲ့အတွက်မွန်တိုင်း ET ကပါသမျှဒီနံပါတ်တွေကိုပေါ့နော်များသောအားဖြင့်ခုနှစ်ပုတ်တော့ပါတတ်တယ်အဲ့ဒီနံပါတ်တွေကိုဆိုတော့အကျန်းမြင့်လေးလိုက်ကြည့်ရမယ်ပုံတွေကဘာပုံတွေပါလဲစာတွေကဘာတွေပါလဲဒါတွတ်တွတ်လေးလိုက်ဖတ်ရတာပေါ့နော်အဲ့တွတ်တွတ်လေးဖတ်နေနေကိုနားကနေပြီးတော့မှနားထောင်ရမယ်စကားလေးကကြတော့ဟာဂျီမဲဂျာဟာဂျီမဲမရှော့အဲ့လိုပုံစံမျိုးအတန်လေးလာလိမ့်မယ်ဆိုပြီးပြမယ်နော်အဲ့လိုအတန်ကြားပြီးဆိုတာနဲ့ဒါက easy band ကိုစဖြေရတော့မှ rare ပြီးသွားပြီပေါ့နော်ဥပမာဖြေပြပြီးသွားပြီ easy band ကိုစဖြေရမှာဖြစ်တဲ့အတွက်ကိုကနံပါတ် each ကိုပြန်ပြီးတော့လာပြီးတော့အတန်ကိုစပြီးတော့နားထောင်ရတော့မှဖြေရတော့မှာပေါ့နော်ကိုစဖြေရတော့မှာနော်အခုဒီမှာ तू အပေါ်ကစာလေးကိုရွတ်လိုက်မယ်နားထောင်ကြည့်問題1問題1でははじめに質問を聞いてください。それから話を聞いて、問題用紙の1から4の中から一番いいものを一つ選んでください。では、練習しましょう。ဒါနော်ဒဲဝါဒါဖြစ်ရင် run shoe ရှိမှရှော့လေ့ကျင့်ကြဆိုအဲ့တော့အရင်ဆုံးသူ run shoe လုပ်ပေးလိုက်မယ်လေ့ကျင့်ပေးလိုက်မယ်例家で女の人が男の人と話しています。အဲ့တော့အိမ်မှာဒီကောင်ကလေးနဲ့ကောင်မလေးရဲ့စကားပြောနေတယ်ပေါ့နော်အမျိုးသားနဲ့အမျိုးသမီးရဲ့စကားပြောနေတယ်ပေါ့နော်女の人は男の人に何を出しますかအဲ့တော့ဗာလဲအမျိုးသမီးကနေပြီးတော့အမျိုးသားကိုဘာကိုအဲ့လိုမျိုးတေခင်းအခမ်းမှာလဲပေါ့နော်ဘာကိုထုတ်ပေးမှာလဲပေါ့အဲ့လိုမျိုးပြောတာနော်今日は寒いですね。အဲ့တော့ဆိုမေကွန်းအရင်ပြောသွားတယ်တွေ့လားမေကွန်းအရင်ပြောသွားပြီးတော့သူတို့စကားပြောမယ်ကျော်ဝါဆာမိုးတက်စ်နဲ့ဒီနေ့ကတော့အေးတယ်နော်温かいものを飲みませんかအဲ့တော့အတတခိုင်မိုနိုကိုနော်မီမာဆန်ကအတတခိုင်ဆိုတော့ပူနွေးတဲ့အရာကိုပေါ့နော်နော်မီမိုနိုတောက်စရာကိုတဲ့ဘယ်လိုတောက်မလားပေါ့နော်ဘယ်လိုသဘောရလဲပေါ့ありがとうございます。ကျေးဇူးပါပေါ့နော်コーヒー、紅茶、あとお茶もありますけど。အဲ့တော့ဗာလဲခိုဟီရောခိုချာရောပေါ့နော်ကော်ဖီရောဒီလက်ဖက်ရည်ချမ်းရောတဲ့အိုချလည်းရှိတယ်ပေါ့နော်人が男の人と話しています。女の人はခဏ男の人に何を出しますかအမှဆိုတော့ rare ကိုစတဲ့ပြန်ဖွင့်ပြရအောင်နော်မေကွန်းကြားလိုက်တယ်နော်အဲ့တော့မေကွန်းကြားရင်မေကွန်းကဗာမေးတာလဲ
ကောင်မလေးကကောင်လေးကိုဘာပေးမှာဘာချပေးမှာလဲပေါ့နော်ဒါဆိုဆက်စတို့မြန်မာလိုလဲရေးလို့ရတယ်ဒါပေမဲ့မြန်မာလိုရေးလို့တော့အချိန်မမီဘူးအဲ့အချိန်မှာကိုကြားတဲ့ဟာကိုမြန်လေးချရေးဖို့ကကြတော့အင်္ဂလိပ်လိုဆိုဆက်စတို့ပုံမြန်တယ်ဒါမှမဟုတ်လဲမြန်မာလိုဆိုလို့ရှိရင်လဲ main ကလေးဆိုတော့မပေါ့မတစ်လုံးရေးလို့လည်းရတယ်ဒါကတော့ဆက်စနှုတ်မှတ်တဲ့ပုံစံပြောတာနော်အဲ့တော့ကိုကဒီမှာ main ကလေးရနေပြီးတော့ကောင်မလေးကို sorry main ကလေးရနေပြီးယောက်ျားလေးကိုဘာပေးမှာလဲဆိုတော့ main ကလေးကပေးမဲ့ဟာကိုလိုချင်တာဟုတ်ပြီနော်အဲ့တော့ main ကလေးကဘာပေးမှာလဲဆိုတော့ဒီမှာစစ်စစ် G တစ်လုံးရေးလိုက်ရတယ်လားဘာလို့လဲဆိုတော့ girl ပေါ့နော်အဲ့ဒါကိုစစ်စစ်ကကိုစားပြုချင်တော့ G တစ်လုံးရေးလိုက်တယ်အဲ့ main ကလေးကနေပြီးတော့ကောင်လေးကိုဘာပေးမှာလဲပေါ့အဲ့ main ကလေးပေးလိုက်တဲ့အရာကိုစစ်စစ်ကသိချင်တာနော်အဲ့ဒါလေးကိုနှုတ်လေးမှတ်လိုက်တယ်ပေါ့နော်အဲ့ဒါဆက်ပြီးတော့နားထောင်မယ်နော်今日は寒いですね。温かいものを飲みませんか？ありがとうございます。ယေရှုပါလို့ပြောလိုက်တယ်コーヒー、紅茶、あとお茶もありますけど。နောက်ပါလဲလဲကိုချလဲရှိတယ်じゃあ、ကိုဟီရောကိုချ紅茶をお願いします。ဟုတ်ပြီအဲ့တော့ကောင်လေးကဘာတောင်းလဲခိုးချတောင်းတယ်နော်ခိုးချお願いします砂糖やミルクは入れますか？စာတိုးတရားတို့မီဒုခုနွားနို့တရားတို့နာနုတို့ထဲမှာလားあ、はい。ဟိုက်ဆိုတော့ဟုတ်ကဲ့ထဲမယ်အဲ့တော့တရားတွေနွားနို့တွေပါမယ်နော်ဟုတ်ပြီအဲ့တော့ခိုးချပြီးတော့ခိုးချဆိုလို့ရှိရင်သိကြတယ်နံပါတ်2ကတော့မဟုတ်ဘူးပေါ့ဟုတ်ပါတော့နံပါတ်2ပုံကတော့မဟုတ်ဘူးခိုးချပုံကဒီမှာဆက်စတို့ကြည့်လိုက်မယ်ဆိုဒီကတော့အိုချပုံလေးနံပါတ်4ဆိုတာအိုချပုံလေးရင်းနှွေးချမ်းပုံပေါ့နော်အဲ့ဒါကြောင့်အိုချမဟုတ်ဘူးသူကခိုးချလို့ပြောလိုက်တယ်ဟုတ်ပြီနော်ခိုးချမှာမှနံပါတ်1လား3လားပေါ့နော်ဆိုတော့1လား3လားဆိုလို့ရှိရင်နံပါတ်1ကြတော့လေသူကခိုးဟီးပုံစံမျိုးဖြစ်နေရနော်ပုံကိုတခြားကြည့်မယ်ဆိုလို့ရှိရင်တကယ်လို့ပုံကမခွဲတက်ဘူးဆိုလို့ရှိရင်တော့မှကောင်လေးကဘာပြောလိုက်လဲဆိုတော့ကောင်မလေးကပြောတယ်လေစာတိုးတို့မီဒုခုတို့ထက်မှာလားဆိုတော့ဒီမှာစာတိုးတခြားဘူးပုံစံမျိုးဒီမှာမီဒုခုနားတို့ပုံစံမျိုးပါတယ်ဟာကိုပုံကိုဆိုတို့ရွေးချယ်ရမယ်ပေါ့နော်အဲ့တော့တရားနဲ့နွားနို့ပုံနဲ့ပါတာနံပါတ်3မှာပဲပါတယ်အဲ့တော့ကမလေးပေးမှာနံပါတ်3ပေါ့နော်ဒါပေမဲ့ဆိုတို့ဆက်နားထောင်မယ်နော်သူထပ်မေးလာပါမေးကုန်女の人は男の人に何を出しますか？မေးခွန်းထပ်မေးတယ်တူလားအမျိုးသမီးကနေပြီးတော့အမျိုးသားကိုပေါ့နော်ဘာကိုတက်ခင်းပေးမှလဲပေါ့နော်တက်ခင်းပေးမှလဲဆိုတော့နံပါတ်7ပေါ့အဖြေကတော့7ပေါ့နော်အဲ့တော့မေးခွန်းလာတယ်ပြီးရင်စကားပြောတယ်ပြီးလို့ရှိရင်မေးခွန်းပြန်မေးတယ်အဲ့ဒီအရှိရမေးတဲ့မေးခွန်းနဲ့အနောက်ကမေးတဲ့မေးခွန်းကအတူတူပဲเนาะအရှိရမေးတယ်ပြီးရင်ဆိုတော့ listening နားထောင်တယ်ပြီးလို့ရှိရင်အနောက်မှာမေးခွန်းပြန်မေးတယ်ပေါ့เนาะတူတူပဲเนาะမေးခွန်းတူတူပဲเนาะအဲ့တော့ samban ကြည့်ပြသမီးခဏလေးเนาะ samban ပြီးတော့ဆက်နားထောင်မယ်เนาะခဏလေး一番いいものはသူပြောတယ်一番いいものはဒီ rare အတွက်ဆိုလို့ရှိရင်ဒီအမှန်ကန်ဆုံးဖြေရပေါ့เนาะအကောင်းဆုံးဖြေရတော့3番です。3番နံပါတ်3ဖြစ်တယ်သူပြောတယ်回答用紙のခိုက်တိုယောရှိဆိုတာအဖြေစာရွက်မှာပေါ့နော်問題1の例のところを見てください。ဟုတ်ပြီအဲ့တော့ဗာလဲမေးအဖြေစာရွက်ရဲ့တဲ့နံပါတ်1နံပါတ်မွန်တိုင်း1ရဲ့ပေါ့နော် red ဆိုတဲ့နေရာလေးကိုတဲ့ကြည့်လိုက်ပါတဲ့နံပါတ်3လေးကိုလှုပ်ထားပါတယ်ပေါ့ခြေထားပါတယ်ပေါ့နော်一番いいものは3番ですからအဲ့တော့ဗာလဲနံပါတ်3အဖြေအဖြေအမှန်ဆုံးကနံပါတ်3ဖြစ်တာကြောင့်答えはこのように書きます。အဲ့တော့ဗာလဲခိုတာအဲဝါအဖြေကတော့ခုနိုယောနီခါကီမန်ဆိုတော့အဲ့လိုမျိုးရေးချယ်ထားပါတယ်ပေါ့ပြောချင်တာเนาะအဲ့တော့ answer paper မှာအဖြေစာရွက်မှာတွက်ကြည့်လိုက်ပေါ့เนาะနံပါတ်3ကအဖြေမှန်ဖြစ်တဲ့အတွက်အဲ့ဒီ rare ဆိုတဲ့နေရာလေးမှာမွန်တိုက် ichi ရဲ့ rare ဆိုတဲ့နေရာလေးမှာတဲ့ sun ကိုတဲ့သူချယ်ထားပါတယ်ပေါ့သူအဲ့လိုပြောသွားတာเนาะဆိုတော့အဲ့တော့ဆက်နားထောင်ပြီเนาะခဏလေးでは始めます。အဲ့အတန်ကိုမှတ်ထားနောက်တစ်ခါပြန်ဒဲဝါဟာဂျီမဲမတ်ဆိုတဲ့အတန်လေးဟုတ်ပြီနော်ဒဲဝါဟာဂျီမဲမတ်ဒဲဝါဒါဖြစ်ရင်ဟာဂျီမဲမတ်စတင်ပါမယ်အဲ့ဒါဆိုရင်အချီပန်းလာတော့မယ်ဆက်စတို့ဖြေရတော့မယ်ဟုတ်ပြီနော်ဒါကဆက်စကမေကိုဟောင်းရှင်းပြတာမဟုတ်လို့ဒါဒီ rare ကိုပြောပြနေရပါတော့ဒါပေမဲ့တကယ်တမ်းစမိုးမှာဖြေမယ်ဆိုတာနဲ့အတန်ဖွင့်ပြီဆိုတာနဲ့အရင်ဆုံးဘာလာမလဲဒီအတန်လေးကိုသူပြောလိုက်မယ်သူပြောပြီးဆိုတာနဲ့ rare ဆိုပြီးတော့သူပြောလိုက်မယ်ပြောပြီးရင်သူအမှဖြေသွားမယ်သူဘယ်လိုပဲဖြေရတယ် rare က sensory dot ကဘယ်လိုခေါ်မလဲ
နားထောင်စရာစာမိုးပွဲမှာဆိုရင်နားထောင်စရာမလိုဘူးပေါ့နော်မလိုဘူးကိုလိုအပ်တဲ့အရာတွေကိုအနောက်မှာကြိုတင်ပြီးတော့ဖတ်ထားဖို့လိုအပ်တယ်အဲ့ဒီအတွက်ကိုအချိန်ယူရမယ်ပေါ့နော်အဲ့တော့ rare ကိုသူဖြည့်ပြနေတော့အချိန်မှာဒီနံပါတ်1ပုတ်ရဲ့အပုတ်တွေကိုဆိုတော့အကျမ်းမြင့်သွားကြည့်ထားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ rare သူဖြည့်ပြီးပြီဆိုရင်ဘယ်လိုသိနိုင်မလဲပေါ့အဓိကဟို ichiban ကိုနားမထောင်ဖြစ်လိုက်မှာဆိုလို့ဟုတ်ပြီနော်အဲ့တော့ ichiban ကိုနားမထောင်ဖြစ်မှာဆိုတော့ rare ကိုပြောနေတဲ့အချိန်မှာအနောက်ကစာတွေကိုစသဖြတ်မယ်လို့ပြောတယ်နော်ဆိုတော့အမှဆိုလို့ရှိရင်ဘာတန်ကိုနားထောင်ထားရမှာလဲအကျမ်းမြင့်ဖတ်ရင်းနဲ့ကိုနာကနေဘာတန်ကိုသတိထားနေရမှာလဲဆိုတော့ဒဲဝါဟာဂျီမဲမတ်ဒါဖြစ်လို့ရှိရင်စတင်ကြမယ်ဆိုပြီးတော့ ichiban ဆိုပြီးလာလိုက်မယ်ဟုတ်ပြီနော်ဆိုတော့အဲ့မှာဆိုရင်စပြီးတော့ဖြေရတော့မှာကိုဖြေရတော့မဲ့နေရာရောက်ပြီအဲ့တော့ကိုဖြေရတော့မဲ့နေရာရောက်နေပြီကိုမသိဘဲနဲ့အနောက်ကိုဆက်ပြီးတော့ဖတ်နေမယ်ဆိုလို့ရှိရင်ဖြေဖို့အတွက်ပု္ပ္ပစာတွေကကြော်သွားလိမ့်မယ်ဟုတ်ပြီနော်ပြန်လဲမဖွင့်ပြဘူးတောက်လျှောက်ဖွင့်သွားမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါဖြစ်တဲ့အတွက် rare ကိုပြောနေတော့မှဆက်စစ်တော့အနောက်ကစာလေးတွေကိုအကျမ်းမြင့်တော့ဖတ်တယ်ဒါပေမဲ့လည်းဒဲဝါဟာဂျီမဲမတ်ဆိုတဲ့အတန်ကြားပြီဆိုတာ ਨੇ ကိုကနံပါတ်1ရဲ့နံပါတ် ichiban နံပါတ်နံပါတ်1နေရာမှာတခါတည်းစောင့်ပြီးတော့မှသူဘာမေးကိုမေးမလဲဆိုတဲ့ဟာကိုခဲတယ်လင်းကင်ပြီးတော့မှမေးကိုစာရွက်မှာခဲတယ်လင်းကင်ပြီးတော့မှနားထောင်နေဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုသတိထားပေးပါနော်အဲ့ဒီအတန်လေးကိုဒဲဝါဟာဂျီမဲမတ်ဒါဖြစ်လို့ရှင်စာတင်ကြတော့ဟောပြီးဒါဆို ichiban စားလိုက်မယ်နော် ichiban ကိုဟုတ်ပြီနော်ဒဲဝါဟာဂျီမဲမတ်ဆိုတာကြားပြီဆိုတော့လည်းဆိုတော့ဒီ ichiban လေးကိုခဲတံလေးရောက်နေရမယ်အဲ့တော့ကြားတဲ့စာလေးတွေကိုလည်းလက်ကနေနှုတ်လေးတွေမြင်မြန်အဲ့နားမှာခြာရေးလို့လည်းရတယ်နော်1番、旅行会社の人が学生に話しています。အဲ့တော့ဗာလေဘီယောခိုးငိုင်းရှာဆိုတော့ခီးသားကုမ္ပဏီပေါ့နော်ခီးသားကုမ္ပဏီကလူကတဲ့ကဆေးနေဆိုတော့ចောင်းသားတွေစီကိုပေါ့နော်ចောင်းသားတွေစီကိုသူကစကားပြောတယ်ပေါ့ចောင်းသားတွေကိုစကားပြောပါတယ်学生ははじめに何をしますかကက်ဆေးဝါအကြောင်းသားတွေကပေါ့နော်ဟာဂျီမဲနီပထမအဆုံးနာနီဝရှိမတ်ကပထမအဆုံးဘာလို့ရမှာလဲပေါ့နော်အဲ့ဒါဆိုတော့ဘာကိုမှတ်ထားမှာလဲအကြောင်းသားတွေကပထမအဆုံးဘာလို့ရမှာလဲဆိုတော့ဘာလို့ရမှာလဲဆိုတဲ့အရာလေးကိုမှတ်ထားမယ်နော်အဲ့တော့အကြောင်းသားတွေပထမဆုံးလုပ်မဲ့အရာကိုမှတ်ထားနားထောင်ထားမယ်ပေါ့နော်桜日本語学校の皆さんဆာကူရာဂျပန်ဘာသာစကားအကြောင်းကမီနာဆန်အားလုံးပဲပေါ့နော်ここに来てくださいဒီနေရာကိုလာပေးပါလို့ပြောတယ်今からみんなで写真を撮りますအခုကစာပြီးတော့အားလုံးစုပြီးတော့ဓပုံရိုက်ပါမယ်写真を撮った後はရှာရှင်းဖို့တုတ်တာအတော့ဆိုတော့ဓပုံရိုက်ပြီးတဲ့နောက်မှာတော့フリータイムです free time မှုတဲ့ဆိုတော့ free time ဆိုတာကိုလိုလိုလက်သွားလို့ရတယ်ပေါ့နော်ကိုသွားချင်တဲ့နေရာဒီပတ်ဝန်းကျင်မှာလေချင်တဲ့နေရာသွားပြီးတော့မှလဲလို့ရတယ်ပေါ့နော်ご飯を食べたりသမင်းစားလိုက်お寺を見たりအိုတဲရာဖះเจ้าတို့ကြည်တာဖះเจ้าတွေပါကြည်တာတော့ပေါ့နော်買い物をしたりဗာလဲဈေးဝယ်တာတို့ဘာတို့ပေါ့နော်好きなことをしてくださいကြိုက်တဲ့အရာကိုလုပ်ပေးလို့ရတယ်လုပ်ပေးပါပေါ့နော်2時にまたここへ来てくださいဗာလဲ2နာရီကြာလို့ရှိရင်2နာရီဆိုလို့ရှိရင်เนาะ2နာရီမှဒီနေရာတို့လာပေးပါでは写真を撮りましょうဒါဖြစ်ရင်ဓပုံရိုက်ကြစို့学生ははじめに何をしますかကက်ဆေးဝါဟာဂျီမဲနီနာနီဝရှိမတ်ကကျောင်းသားတွေကပထမအဆုံးဘာလို့လုပ်ရမှာလဲအဲ့တော့ပုံလေးပုံထဲကအကုန်လုံးသူပြောသွားတယ်စားတာရောဒီဈေးဝယ်တာရောဒီအိုတဲရာဖះเจ้าအောင်ကြည်တာရောဓပုံရိုက်တာအကုန်လုံးမှာ listening အကုန်လုံးတော့ပြောသွားတယ်ဒါပေမဲ့ပထမဦးဆုံးဘာကိုလုပ်ကြမှာလဲဆိုတာကိုပဲမေးတာဟုတ်ပြီနော်ဘာလုပ်လဲလို့မေးတာမဟုတ်ဘူးเนาะအရှိမပါတယ်ဟာဂျီမဲနီအကုန်လုံးက၄ခုလုံးကလုပ်ကြတယ်ဒါပေမဲ့ဟာဂျီမဲနီပထမဦးဆုံးဘာလုပ်လဲပဲသိချင်တာเนาะဟုတ်ပြီဒါဆိုရင်ပထမဆုံးဘာလုပ်တယ်ထင်လဲ1 2 3 4ဆိုတော့စစလေးဘာသာပြန်လာရဲဆိုတော့ရလိမ့်မယ်ထင်တယ်နံပါတ်ဘယ်လောက်ဖြစ်မှာလဲဖြေရနီ
ဟုတ်တယ်နော်၄ခုလုံးကတော့ပြောလို့ရတယ်ဒါပေမဲ့အရင်သုံးလုံးမှာဗာလဲနေဓာတ်ပုံရိုက်ကြမယ်ဓာတ်ပုံရိုက်ပြီးတော့မှဒါသူတို့ free time ဖြစ်ပြီးတော့စားတာတို့ဈေးဝယ်တာတို့အသေးတော့ကြည်ကြက်တာလို့နှစ်နိုင်ကြရင်ပြန်လာလို့ပြောထားတယ်အဲ့တော့အရင်ဆုံးလုံးဝမှာကျတော့ဓာတ်ပုံရိုက်ကြမယ်နော်ဒါတော့အဖေကနံပါတ်2ဖြစ်သွားတယ်နော်ဆိုတော့ပြီးရင်ဆိုသူတို့ဆက်နာထားမယ်နော်